ဒီနေ့ပြောပြပေးသွားမယ့်သတင်းကတော့အီရန်နိုင်ငံမှာဖြစ်ပွားနေတဲ့ crypto exchange နဲ့ပတ်သက်တဲ့အကြီးစားစုံစမ်းရေးသတင်းတစ်ခုဖြစ်ပါတယ်ခင်ဗျာသတင်းဆောင်ရင်ရုပ်သံလိုင်းမှာကြိုဆိုပါရစေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာ Writer သတင်းဌာနရဲ့စုံစမ်းချက်အရအီရန်နိုင်ငံရဲ့အင်အားကြီးမားတဲ့မိသားစုတစ်ခုကနိုင်ငံအကြီးဆုံး crypto exchange ဖြစ်တဲ့ Novitek ကိုတည်ထောင်ထားပါတယ်အဲ့ဒီ exchange ကိုတည်ထောင်ခဲ့တဲ့သူတွေကတော့ Ali Kharazi နဲ့ Mohammad Kharazi ဖြစ်ပြီးတော့သူတို့ဟာနိုင်ငံရေးအာဏာရှိတဲ့မိသားစုဝင်တွေဖြစ်ပါတယ်ဒါပေမဲ့အစောပိုင်းမှာတော့သူတို့ရဲ့နာမည်စစ်ကိုမသုံးပဲတခြားနာမည်နဲ့လှုပ်ဝက်လုပ်ကင်ခဲ့တာပါ Novitek ဟာအသုံးပြုသူ17 သန်းကျော်ရှိပြီးတော့အီရန် crypto လှုပ်ရှားမှုရဲ့80% လောက်ကိုထိန်းချုပ်ထားတာပဲဖြစ်ပါတယ်ဒါကအီရန်နိုင်ငံအတွက်အလွန်ကြီးမားတဲ့စီးပွားရေးပလက်ဖောင်းတစ်ခုဖြစ်နေပြီဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီ platform ကိုအီရန်အစိုးရနဲ့ IRGC လို့ခေါ်တဲ့စစ်ဖွဲ့စည်းတွေကပါအသုံးပြုနေကြတာပါသူတို့ဟာ crypto ကိုအသုံးပြုပြီးတော့အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုကိုရှောင်ရှားဖို့နဲ့နိုင်ငံပြင်ပကိုငွေလှဲဖို့မိဘအဖွဲ့အစည်းတွေကိုထောက်ပံ့နေတယ်လို့လည်း Writer သတင်းဌာနကဖော်ပြထားပါတယ်ခင်ဗျာ crypto blockchain data တွေအရတန်ပေါင်းများစွာဒေါ်လာတန်ဖိုးရှိတဲ့ crypto တွေကိုအစိုးရနဲ့ဆက်နွယ်တဲ့အကောင့်တွေစီလွှဲပြောင်းထားတာတွေတွေ့ရှိခဲ့ရပါတယ်ဒါပေမဲ့ Novitek ဘက်ကတော့အစိုးရနဲ့မပတ်သက်ပါဘူးလို့ပြောထားပါတယ်ခင်ဗျာဒါပေမဲ့တပ်တွေတွေကတော့ဆက်နွယ်မှုရှိနိုင်တယ်လို့ဆိုတာကိုပြသနေစေဖြစ်ပါတယ်ဒီသတင်းကိုကြည့်ချင်းအဖြစ် cryptocurrency ဟာယင်းနှိမ့်နှံမှုတစ်ခုထပ်ပို့ပြီးတော့နိုင်ငံရေးစည်ရေးတွေအထိတက်ရောက်မှုရှိလာနေပြီဆိုတာမြင်ရပါတယ်ခင်ဗျာအနာဂတ်မှာတော့ crypto ဟာနိုင်ငံတွေကြားက power gain တစ်ခုဖြစ်လာနိုင်ပါတယ်ခင်ဗျာယခုလိုမျိုးနောက်ဆုံးရသတင်းစုံလင်တွေကိုတင်ဆက်ပေးသွားမှာမို့ follow လေးလုပ်သွားပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ